ဒီနေ့ချစ်စွေကိုယ့်ရဲ့ညီလေးညီမလေးတွေကိုပြောပြမယ်အကြောင်းကတော့ကွာတို့ရန်ကုန်ပြည်သူစေးရုံကြီးပေါ်မှာတကယ်ဖြစ်ပျက်သွားတဲ့တာရကလေးတစ်ခုကိုစာရေးဆရာဖြိုးသူတို့ကနေပြီးတော့ကွက်လက်ကလေးတွေဖြစ်ပါဆိုတဲ့ဇလန်းလေးပဲကွာအဲ့ဒါကတော့ဒီလိုကွာဟိုတုန်းကရှေ့တန်းတနေရာမှာတာဝန်ထမ်းဆောင်နေတဲ့စစ်သားတယောက်ဟာသူ့ရှိကိုကျင်းနှန်းစာလေးရောက်လာတယ်ကွာကျင်းနှန်းစာထဲမှာဘာပါတယ်လဲဆိုတော့အဖေအသက်အတန်ဖြစ်လို့အမြန်ပြန်လာခဲ့ပါဆိုတော့စာရွက်ကလေးကိုရရင်ခွင့်ယူလဲပြီးတော့တခါတည်းသူကနောက်တန်းကိုပြန်လာခဲ့တာပေါ့ကွာအဲ့မှာတခါတည်းသူ့အဖေရှိတဲ့စေးရုံကိုတန်းပြီးတော့သွားတော့တာပေါ့စေးရုံကိုရောက်တယ်ဆိုလို့ရှိရင်အခန်းတနေရာမှာဖခင်ကြီးတယောက်ဟာပလက်လန်းနေတာကို तू ကမြင်တဲ့အခါကျတော့တခါတည်းအဲ့လူကြီးရဲ့အနာမှာ तू ကဒူးထောက်လဲပြီးတော့အဖေဆိုပြီးလက်ကလေးကိုကင်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီလူကြီးကမျက်လုံးလေးတွေလည်းပွင့်လာပြီးပါးစပ်တွေလည်းလှုပ်လာပြီးတော့သူ့အားကိုးတဲ့လက်အကင်တွေနဲ့လက်တွေနဲ့စုပ်ကင်လဲပြီးတော့တခါတည်းမျက်ရည်ရဲ့မျက်လုံးကမျက်ရည်လေးတွေစီကြလာပြီးစကားတွေပြောလိုက်တာတဲ့အဲ့တညာလုံးစကားတွေမရက်တော့ဘူးတဲ့အဲ့ဒါကိုဘလူကမြင်လဲဆိုတော့နတ်စမားလေးကမြင်တာပေါ့ကွာဒီအဖိုးကြီးကပထမရက်တုန်းကစကားလည်းမပြောဘူးအစားလည်းမဝင်ဘူးတဲ့အခုလည်းကြာလဲကြောက်သူသားလည်းရောက်လာအောင်စကားတွေတွတ်တွတ်နဲ့ပြောနေလိုက်တာတဲ့သူသားကိုသူတော်တော်ချစ်တယ်နဲ့တူတယ်ဆိုပြီးတော့ကားတဲ့နတ်စကမလေးကသူဒီလိုမြင်သွားတာပေါ့ကွာမနဲ့လည်းကြောက်အဲ့ဒီအဖိုးကြီးကသေးသွားတယ်တဲ့ကွာတေးလက်တေးရောခုနကတော့စစ်သားလေးကတခါတည်းသူကြောပုတ်လေးကိုယူပြီးပြန်မယ်ဆိုပြီးတော့ဆီယာမကိုသွားလဲနှုတ်ဆက်ကိုဆီယာမကဘာပြောလဲဆိုတော့ရှင်းနဲ့ရှင်းပြန်လို့မဖြစ်ဘူးလေတဲ့ရှင်းဖေသေးသွားတာကိုရှင်းဖေရဲ့ဇာပနာကိုရှင်းချအောင်မဟုတ်ဘူးလားရှင်းမှာသူ့မှာဆွေမျိုးသားချင်းဆိုလို့ရှင်တယောက်တည်းပဲရှိတာလေလို့ပြောတဲ့အခါကျတော့ तू ကဘာပြန်ပြောတယ်လဲဆိုတော့ तू ကကျွန်တော်အဖေမဟုတ်ပါဘူးတဲ့ဖြစ်နိုင်တာကတော့ကျွန်တော်ရှိကိုကျင်းနှန်းစာမှားပြီးရောက်လာတာဖြစ်ကြမယ်တဲ့ तू သားရှိကိုကျင်းနှန်းစာမရောက်ဖဲနဲ့ကျွန်တော်ရှိကိုကျင်းနှန်းစာမှားရောက်လာတာဖြစ်လိမ့်မယ်တဲ့ဒီကိုရောက်လို့ကြည့်လိုက်တဲ့အခါကျတော့ကျွန်တော်အဖေမဟုတ်တာကိုတော့ကျွန်တော်သိလိုက်တယ်ဒါပေမဲ့ तू ကသားလိုအပ်နေတာဖြစ်တဲ့အတွက် तू လိုအပ်နေတဲ့ကွက်လက်ကလေးကိုကျွန်တော်ကဝင်ပြီးတော့ဖြည့်ပေးလိုက်တာပါတဲ့ဇလန်းလေးကတော့အဲ့မှာပြီးဆုံးသွားတယ်ကွာအမတန်မြင့်မြတ်သောနှလုံးသားပိုင်ရှင်လို့ပြောရမယ်လေထိုနည်းတူစွာပဲကွာတို့တွေလည်းချစ်စွေကြီးကလေကွက်လက်ကလေးတွေဖြည့်ပါဆိုတဲ့စကားကိုပြောချင်တယ်ကွာလောကမှာတော့ကွက်လက်တွေကတော့အများကြီးပဲကွာအဲ့ကွက်လက်တွေအကြောင်းမပြောဘူးအဲ့တော့ဒီကနေ့တို့တွေလိုအပ်နေတဲ့ဖြည့်စည်းပေးတဲ့ဆုံးကွက်လက်ကတော့တို့ရဲ့မိဘတွေပဲကွာအဲ့တော့ချစ်စွေကြီးကလည်းလေစားလေးတစ်ကြောင်းဖတ်ခဲ့ဘူးတယ်ကွာလူငယ်တွေကမျောလင့်ချက်နဲ့အသက်ရှင်ကြတယ်တဲ့လူကြီးတွေကြတော့အတိတ်ကြောင်းနဲ့ပဲအသက်ရှင်ရတော့တယ်တဲ့လူငယ်တွေကဘလို့မျောလင့်ချက်နဲ့အသက်ရှင်တယ်လဲဆိုရင်မင်းတို့တွေလေလူငယ်အချင်းချင်းတွေ့တဲ့အခါကျရင်တို့တွေလာမယ့်နှစ်ကိုဘာလုပ်မယ်ရှင်းနှစ်ခါကိုဘာလုပ်မယ်နှစ်ဘက်ငါကိုဘလို့တွေလုပ်မယ်ကင်တွယ်မယ်ဆိုတဲ့မျောလင့်ချက်တွေနဲ့တို့တွေစကားပြောကြတယ်လေလူကြီးတွေကတော့အဲ့လိုမဟုတ်တော့ဘူးသူတို့အတိတ်တုန်းကသားသမီးတွေနဲ့ဘလို့ပြောရတယ်ဘလို့မျိုးအခက်အခဲတွေဖြစ်ခဲ့တယ်ဘလို့နဲ့ဘလို့တွေတို့တွေရင်းနှီးခဲ့တယ်ဆိုတဲ့အတိတ်ကအကြောင်းတွေနဲ့ပဲပြောကြတော့တာလေဒါကြောင့်မလို့တို့တွေကမိဘတွေနဲ့တွေ့တဲ့အခါကြလို့ရှိရင်လေစကားလေးတွေလည်းပြောပေးပါကွာမိဘတွေဟာလေအသက်တွေကြီးလာပြီဖြစ်တဲ့အတွက်ဇရာကိုဖျက်ကျော်နေရတဲ့အချိန်မှာတခါတလေကျတော့သားသမီးတွေကမေ့နေပြီးတော့ကိုစီပွားရေးတွေနဲ့ကိုလုံးမနေတဲ့ခါကျသူတို့ကအိုပယ်တွေဖြစ်နေကြတယ်လေအိုပယ်တွေဖြစ်နေကြတာပေါ့အဲ့တော့သူတို့တွေကအသုံးမတည့်သလိုလူမျိုးတွေအိမ်မှာလူဘိုးတွေဖျားဆုံးတော်ကတ်ဖျားရေချမ်းကတ်မြီးထိန်ကြက်မောင်းတော့ပဲသူတို့မှအသုံးတဲ့တော့သူတို့တွေကဇရာကိုဖျက်ကျော်ရတာအမတန်ပင်ပန်းနေတခါတလေသူတို့မှစကားပြောပေါ်လေးတောင်မရှိဘူးနောက်တစ်ခုကြတော့လေမိဘတွေဆိုတာလေမင်းတို့မှာမျောလင်းပိုင်ခွင့်မရှိပြီးတောင်းဆိုပိုင်ခွင့်မရှိတာမိဘတွေပဲကွာဘာဖြစ်လို့လဲဆိုလို့ရှိရင်လေဒါသူတို့တွေကြက်သားရင်စားခြင်းရင်စားခြင်းပဲဝတ်သားစားခြင်းစားခြင်းပဲကိတ်မုံနေစားခြင်းစားခြင်းပဲဒါပေညာတော့လေသူတို့ကစားခြင်းတဲ့စိတ်ကမျောပဲမျောလင်းရတာငါသားသမီးလေးတွေငါ့ကိုဝဲကျွရင်ကောင်းမှာပဲငါသားသမီးလေးတွေချက်ကျွရင်ကောင်းမှာပဲလို့မျောလင်းပဲမျောလင်းတာဘယ်တော့မှမတောင်းဆိုရကြဘူးယောဂဖြစ်ခဲ့ရင်တော့သူတို့တွေကလေကြိတ်မိတ်ပြီးတော့နေတတ်ကြတယ်ကွာသားသမီးတွေစိတ်ညစ်မှာဆိုလို့သားသမီးတွေအလုံးမအားပဲနဲ့သူ့အတွက်နဲ့တောကတွေဖြစ်မှာကိုမိဘတွေကအများတန်းထွက်တော့ကြတယ်တကယ်လို့များမင်းကိုလူလေးအမေမေကတော့ဘာစားချင်တယ်သားလေးအဖေကတော့ဘလို့လေးဖြစ်ချင်တယ်ဘာယောဂလေးဆေးကူချင်တယ်ဆိုရင်တော့မင်းဝမ်းသာလိုက်တော့ဘာဖြစ်လို့လဲဆိုတော့အမတန်မိဘတွေကတောင်းဆိုခဲ့တာကိုမင်းကိုအမတန်ယုံကြည်လို့မင်းကိုအားကိုးလို့မင်းကတော့လှုပ်ပေးနိုင်စွမ်းရှိတဲ့လူတယောက်ဆိုပြီးတော့တွေးလို့မင်းကိုတောင်းဆိုတာပဲဖြစ်တယ်ကွာဒါကြောင့်မို့လို့တို့တွေလေအခြားကွက်လက်တွေဖြစ်ဖို့ထက်တို့ရဲ့မိဘတွေမှာလိုအပ်နေတဲ့ကွက်လက်ကလေးတွေကိုဖြည့်ပေးပါမိဘတွေနဲ့အားလက်တဲ့အခါမှာအချိန်ပေးပြီးစကားတွေပြောပေးပါသူတို့ကိုနှိမ့်နေပေးပါအဓိကကတော့လေသူတို့တွေနေဝင်ချင်းကိုဖြတ်တန်းနေတဲ့ဘဝတွေကိုအထီးကျန်စွာမဖြတ်တန်းမိပါစေနဲ့လို့သားသမီးတယောက်ကနေတာဝန်ကျေတော့သားသမီးလေးတွေဖြစ်ကြအောင်စူးစမ်းကြပါလို့ကိုယ့်ရဲ့ညီလေးညီမလေးတွေကိုချစ်စွေကြီးကအကြံလေးပြုပေးရစီနော်